Arman Tsarukyan နဲ့ Dillian Dennis တို့ရဲ့ Brazil မြေပေါ်က submission only grappling ပွဲအကြောင်းကိုပြောမှာပါဟိုနေ့က IF7 ပွဲပြီးပြီးချင်းမှာပဲ Arman Tsarukyan နဲ့ Dillian Dennis တို့ရဲ့ Brazil မှာလုံမဲ့ submission only grappling ပွဲကိုရုတ်တရက်ကြီးကြေညာလိုက်ပါတယ်ရက်တိကျဆိုရင် April လ9ရက်နေ့ဖြစ်မှာပါဒီပွဲကို submission grappling ပွဲတွေရဲ့ထုံးစံအတိုင်းပဲ7မိနစ်သတ်မှတ်ပေးထားပြီးတော့လက်ပုတ်အရှုံးပေးတာနေ့စဉ်ပိုင်းအရာအရှုံးပေးရတာဒါမှမဟုတ်ဘူးဆိုရင်ထိုင်ပွဲရက်မှပဲအနိုင်ရှုံးပေါ်မှာပါပွဲပြီးပြီးချင်းနိုင်ပိုင်းအတွင်းမှာပဲအခုလိုပွဲအသစ်ထပ်မံပြီးတော့ကြေညာလိုက်တာကြောင့်မလို့ကစားသမား2ယောက်စလုံးအတွက်ကတော့ပြင်ဆင်ချိန်နားချိန်မရှိဘဲနဲ့လက်ပူတိုက်ပြန်ပြီးတော့ဆော့ရမယ့်ပွဲဖြစ်လာနိုင်ပါတယ်။ Tsarukyan ကတော့ UFC lightweight တန်းရဲ့ထိပ်သီးကစားသမားတစ်ယောက်ပါ။ Wrestling ကိုအခြေခံပြီးတော့ပြိုင်ဘက်ကိုတိတ်တောင်းယူပြီးတော့အပေါ်စီကနေ control လုပ်တာ position ပိုင်းအသာစီးယူရတာမျိုးတွေကိုပို့ပြီးတော့သုံးလေရှိပါတယ်။ချုပ်ကွက်တစ်ခုတည်းကိုပဲဇောက်ချရတာမျိုးမဟုတ်ဘဲနဲ့ပြိုင်ဘက်ကိုအသာစီးရတဲ့အနေထားကနေပြီးတော့လှုပ်မရအောင်ထိန်းချုပ်ရင်းနဲ့ချုပ်ကွက်ဖော်တဲ့ style မှာgrappling စကားနဲ့ပြောရမယ်ဆိုရင် top position အသားပေးပြီးတော့ကစားတတ်တဲ့သူမျိုးပါအခုနောက်ပိုင်းမှာ MMA ပွဲတွေနားနေတဲ့အချိန်မှာ ground by scale တွေကိုပို့ပြီးတိုးတက်လာအောင် wrestling နဲ့ grappling ပွဲတွေကိုဇက်တိုက်ဆော့နေတာတွေ့ရတယ်ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာနေသူဟာ wrestling နဲ့ grappling ပြိုင်ပွဲမျိုးစုံဝင်ပြိုင်ပြီးတော့10ပွဲနိုင်တပွဲသိရဆိုတဲ့မိုက်တဲ့မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့ဝေဖန်မှုတချို့ကလည်းရှိနေတယ်MMA ပွဲတွေတိတ်ပြီးတော့မထိုးရလို့စိတ်ပြတ်တယ်လို့လူသိရှင်ညာပြောလို့ရှိပေမဲ့တစ်ဖက်မှာလည်း wrestling နဲ့ grappling ပွဲတွေကိုဇက်တိုက်စော့နေတာကြောင့်ဒါတွေက MMA ဘက်မှာအာရုံများစေသလားလို့တချို့ကအမေးခွန်းထုတ်ကြပါတယ်ဒါအပြင်ပွဲမတိုင်ခင်စကားစစ်ထိုးတာတွေမှာလည်းတစ်ဖက်လူကိုတင်းမမာတုံ့ပြန်တတ်တဲ့ဇယားရှိသလိုသူ့ရဲ့စိတ်ကိုလာဆွမ်းရင်လည်းလက်ပါတတ်တဲ့အကျင့်ကရှိလို့ရှေ့မှာတာတကားတွေအများကြီးရှိထားပါတယ်တစ်ဖက်က Dillian Dennis ကတော့ BJJ အခြေခံသမားစစ်ပါMMA ဘက်ကိုမကူးခင်ကတည်းက grappling လောကမှာအထိုက်လျောက်ကတော့နာမည်ရခဲ့သူသူ့ရဲ့ကစားကွက်ကဂတ်အနေထားကနေပြီးတော့ strike hold လို့ခေါ်တဲ့ level ညစ်တဲ့ချုပ်ကွက်တစ်ခုဒါမှမဟုတ်ဆိုရင် dry lock လို့ခေါ်တဲ့ခြေလက်အစိပ်ပိုင်းတွေကိုချိုးဖို့အတွက်အကွက်ချောင်းပြီးတော့ဆော့တတ်တဲ့သူမျိုးပါ wrestling သမားတွေလိုအတင်းရှစ်တိုးတာထက်ပြိုင်ဘက်ရဲ့အမားလုံးမဲ့အချိန်ကိုစောင့်ပြီးတော့အဆုံးသတ်ဖို့ကြိုးစားနေတတ်တဲ့သူပါDennis လည်း IF7 မှာ wrestling ပြိုင်ပွဲဝင်ပြိုင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာကတော့ wrestling background တွေလာတဲ့ကိုဗစ်နဲ့တွေ့ခဲ့ပြီးတော့အမတ်ပြတ်နဲ့ရှုံးသွားပါတယ်။ Dennis ဆိုတာကလည်းသိတဲ့အတိုင်းပဲအရှုပ်ထွေးတွေနဲ့မကင်းတဲ့သူ social media ပေါ်မှာတခြားတိုက်ခိုက်ရေးကစားသမားတွေကိုလိုက်ဆဲတာတွေပွဲဖြတ်တာတွေနဲ့အပြစ်မှန်ရန်ဖြစ်တာတွေစတဲ့ကိစ္စတွေကြောင့်နာမည်ကြီးတယ်။ဒါပေမဲ့ဒီလိုမျိုး grappling ပွဲမျိုးမှာကတော့သူအမြဲတမ်းနေရာရနေစေရှိနေစေပါ။ဒီပွဲကပုံစံချင်းလုံးဝမတူတဲ့သူနှစ်ယောက်တွေ့ကြတာပါTsarukyan ကတိတ်တောင်းလုံးမယ်အပေါ်စီကနေပြီးတော့ထိန်းချုပ်ပြီးတော့ submission ရဖို့စ조사မှာဖြစ်တယ်လို့ Dennis ကတော့ BJJ ကစားသမားပြီးအောက်ကနေလစ်တာနဲ့ချုပ်ကွက်ရဖို့စ조사မှာပါ submission only စနစ်ဖြစ်တာကြောင့်မလို့ Tsarukyan အနေနဲ့အသာစီးရတဲ့ position ကိုရယုံနဲ့မပြီးနိုင်ဘဲနဲ့ပွဲပြတ်အောင်အဆုံးသတ်ဖို့လိုတယ်လို့ Dennis ဘက်ကလည်းသူ့ရဲ့ချုပ်ကွက်ကိုမပိတ်သွားအောင် Tsarukyan ရဲ့ PR တွေကိုဘယ်လိုကြော်ဖြတ်မလဲဆိုတာကိုစောင့်ကြည့်ရမယ်ပွဲပါပညာပိုင်းနေအများကြီးပါလိမ့်မယ်။နှစ်ယောက်စလုံးက IS7 မှာပြိုင်ပြီးကစားမို့လို့လူကတော့ပူပူနွေးနွေးပါပဲ။ Tsarukyan ကတော့ပွဲတွေဇက်တိုက်ဆော့ထားလို့အချိန်ရနေပြီးတော့ Dennis ကတော့မပြရတာကြာပြီဖြစ်တဲ့သူ့ရဲ့ grappling skill တွေကိုပြန်ပြဖို့အခွင့်အရေးရလာတယ်လို့ပဲဆိုရမယ်။ဒီပွဲမှာအမတ်ပေးမဲ့ဒိုင်တွေမရှိတာကြောင့်နှစ်ယောက်စလုံးကပွဲပြတ်ဖို့ကိုပဲအာရုံစိုက်ကြပြီးတော့အားကုန်သုံးလာကြပါလိမ့်မယ်။ဗီဒီယိုရဲ့အဆုံးသတ်အနေနဲ့ပြောရရင်တော့ဒါကMMA ဘက်က wrestling အားတန်တဲ့သူနဲ့ BJJ ဘက်ကချုပ်ကွက်ကျွမ်းကျင်တုံးတက်တဲ့သူတို့ရဲ့ထိတ်တိုက်တွေးဆုံမှုပါပဲ7မိနစ်တွင်းမှာမှပြိုင်ဘက်ကိုအရှုံးပေးအောင်မလုပ်နိုင်ရင်တော့တည်ရလက်နဲ့ပြီးသွားမှာဖြစ်ပေမဲ့နှစ်ယောက်စလုံးကတော့အနိုင်ရဖို့ကိုပဲအစွမ်းကုန်ရုန်းကန်ကြားလိမ့်မယ်ဆိုတာကတော့သိကြပါတယ်။နေရောတာပါ Channel MSN ပါတဒါ